Okay ဒါမနက်ကကျွန်တော်ကီးထုတ်ထားတာနဲ့အပိတ်နဲ့နှစ်လေးတော့ရံခွဲလေးတော့ရလိုက်တယ်ဒီနေ့ညနေ12ရက်နေ့ညနေပေါ့လေဒါကျွန်တော်ထွက်နိုင်ချေရှိတဲ့ကဏ္ဍလေးပေါ့နော်ထိပ်ပိတ်လေးကျွန်တော်တစ်ချက်ပြပေးမယ်ကိုယ့်ဘာသာကိုတစ်ချက်တွဲထိုးရင်တွဲထိုးပေါ့ဒီမှာ2ဆိုတော့ဒီနေ့ကိုပေါင်းချင်းက2ဒီမှာ6ဒီနေ့ကိုပေါင်းချင်းက6ဒီမှာ9ဒီနေ့ကိုပေါင်းချင်း9ဒီမှာ9ဒီနေ့ကိုပေါင်းချင်းက9ဖြစ်မယ်ဆိုတော့ဒီမှာခွင်ထိတ်လာမယ်နော်ပြီးရမှာ1 3ည9 8ကိုပိတ်ခွင်ကိုတစ်လုံးရှိမယ်ပြီးတော့ဒါလေးကနောက်ထပ်အပိတ်တစ်ခုပေါ့နော်ဒါ9နက်ခတ်3 9နက်ခတ်6 3ညနက်ခတ်ခွင်4နက်ခတ်2လာမယ်ဆိုရင်ဒီမှာ4အပိတ်ပေါ့နော်ဒါနောက်ထပ်တစ်ခုကဒီမှာခွင်နက်ခတ်3ညခွင်နက်ခတ်3ည3ညနက်ခတ်ခွင်9နက်ခတ်6ဆိုဒီမှာနောက်ထပ်ခွင်ထိတ်လေးတစ်ဝင်ထက်ရှိမယ်နော်အဲ့ဒါတစ်ချက်မှတ်ထားပြီးပါနောက်တစ်ခုကဒီမှာဒီကောင်လေးကကြတော့ဒါငါဟုတ်ပါဒီကောင်လေးကကြတော့ကျွန်တော်ကဒီမှာ3ပါဝါ8 3ညပါဝါ9 3ညပါဝါ9ဒီမှာကြတော့သူက2ပါဝါခွင်ဒီမှာခွင်ထိတ်တခွင်ရခွင်ထိတ်က3ခွင်တောင်ရှိတယ်ဒီတော့ကျွန်တော်တစ်ခုချင်တာဒီမှာ9ထိတ်ကဒီထိတ်က9ကဒီမှာအပိတ်နဲ့ပြန်လာတယ်ဒီမှာ1ကဒီမှာအပိတ်နဲ့ပြန်လာတယ်ဒီမှာ3ကဒီမှာအပိတ်နဲ့ပြန်လာတယ်ဒီမှာ2ကဒီမှာအပိတ်နဲ့ပြန်လာတယ်ဆိုတော့ခွင်2ပေါ့နော်ဒီမှာခွင်2ကျွန်တော်တစ်ခွင်ရှိတယ်အဲဒီတော့ကျွန်တော်ဒီမှာဒါကျွန်တော်တစ်ခုပြစရာ break line လေးပေါ့ဒါကြတော့ဒီမှာ8ရ8က8ပါဝါ3 6ပါဝါ1 3ပါဝါ8ခွင်ပါဝါ2 3ပါဝါ8ဒါ8လာမယ်ဆိုတော့ဒီကောင်ကဒီမှာ4ရှိပြီးသားဆိုတော့ဒီမှာနောက်ထပ်8လာဖို့ဆိုရင်နောက်ထပ်4ပေါင်းမယ်ဒီမှာဆိုတော့ဒါ4 break ပေါ့နော်ဒါ4 break လေးရှိမယ်ပြီးတော့နောက်ထပ်ထူးခြားတာတစ်ခုကဒီမှာ9 1ခွင်ပေါင်း8 9 3ပေါင်း8 3ည8ပေါင်း8ဆိုတော့ဒီမှာ8နောက်ထပ်ရအောင်ဆိုရင်ဒီမှာ4ကိုနောက်ထပ်4ပေါင်းမယ်ဒီမှာ4အပိတ်တဝင်ရှိမယ်နော်ဒါလေး4ပိတ်တဝင်ရှိမယ်ပြီးတော့နောက်တစ်ခုပါကြတော့ဒီမှာ1 5 3ဆိုရင်9ဟုတ်တယ်နော်9 8 5 4ဆိုခွင်9 2 8ဆိုရင်9 9 3ည3ဆိုရင်3 3ထားမိလားမသိဘူးဒီမှာဆိုရင်9ခွင်9 3ဆိုရင်မကနန်းနေပဲလာမယ်အဲ့လိုမကနန်းနေပဲလာမယ်ဆိုရင်နောက်ဆုံးကျန်တာဆို1တစ်လုံးကျန်တယ်ဆိုတော့9ခွင်9 3 1ဆိုပြီးလာနိုင်မယ်လာမယ်ဆိုရင်ဒီမှာ3ညရေ9ရေရှိတယ်ဆိုတော့2ပေါင်းရမယ်ဒီမှာနော်ဒီမှာ2ပေါင်းရမယ်ဆိုတော့ကျွန်တော်ဒါ2အပိတ်နောက်ထပ်တစ်ဝင်ထက်ရှိတာပေါ့အဲ့တော့ကျွန်တော်ဒီမှာထုတ်ထားတာလေးကဒီလိုပေါ့ဒါကျွန်တော်ကီးကို3ည2 4 6ခွင်9ကီးပေါ့အဲ့မှာဒီမှာကျတော့ကျွန်တော်ကြိုက်ဆုံးကဏ္ဍ3ည4ရှိမယ်2ခွင်ရှိမယ်ခွင်4ရှိမယ်ခွင်9ရှိမယ်ဒါတွေကကျွန်တော်အကြိုက်ဆုံးကဏ္ဍပေါ့နော်နောက်တဲ့ break line လေးနဲ့4 break လေးနဲ့လိုက်မယ်ဆိုရင်2ရှိမယ်ခွင်ရှိမယ်ပူလေးပေါ့ဒါလုံးပဲပေါက်ချပါလိမ့်ဗျာ